တော့ဒီနေ့ကပြောစရာကြီးတော့အများကြီးရှိပါတယ်ဘာအကြောင်းတွေပါမလဲဆိုရင်ဒီမေလ3ရက်နေ့ထိုးတတ်မယ်ဒီကာဒက်စတန်ရဲ့ပွဲစဉ်အကြောင်းပေါ့နော်အဲ့ဒီအကြောင်းပါမယ်ပြီးတော့ဘရိုနီကာလည်းပါဝင်လာမလားပေါ့နော်အဲ့အကြောင်းပါမယ်အဓိကပြောချင်တာကတော့ဒီကိုအောင်လာရဲ့အကြောင်းပါကိုအောင်လာကမနေ့ကပဲသူ့ရဲ့ဒီ Instagram မှာပေါ့နော်ပရိသတ်အားလုံးကိုအသိပေးတာဖြစ်ပါတယ်အဲ့ဒါပါလဲဆိုရင်သူ့ရဲ့နောက်ဆုံးပွဲလုံးဝအသေးချပြီဖြစ်ကြောင်းပေါ့နော်အဲ့ဒီအကြောင်းကိုသူကစိတ်သက်တင်ထားတာဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းအရာကိုကြည့်မယ်ဆိုရင်အရင်2လလောက်ကပေါ့နော်အရင်2လလောက်ကတော့ဒီသူ့ရဲ့ manager ကြီးကတော့နောက်ဆုံးပွဲထိုးတက်တော့မယ်ဆိုပြီးပြောဆိုထားတာပေါ့နော်ဒါပေမဲ့ကိုအောင်လာဘက်ကဘာမှပြန်လဲပြောဆိုထားတာမရှိဘူးပြီးတော့မှ Instagram မှာတွေ့တာပေါ့နော်အဲ့ဒါတော့ဟာတာလောက်ထားတဲ့ပုံစံပေါ့ဒီသူ့ရဲ့ပေါ်တာကြီးမာတင်ငို့ရင်ကိုပေါ့နော်အနားယူသွားတာမာတင်ငို့ရင်ကိုကျွန်တော်ကတော့ဘယ်တော့မှအနားယူမှာမဟုတ်ဘူးအဖိုးကြီးဖြစ်တဲ့ဒီပွဲထိုးမှာဆိုပြီးတော့ကိုအောင်လာဘက်ကနေမာတင်ငို့ရင်ကိုစားနောက်ထားတဲ့ post ပေါ့နော်အဲ့လိုမျိုး post လည်းတင်နေတာတွေ့ရပါတော့နော်ဒါပေမဲ့အခုမနေ့ကမှာတော့သူ့ဘက်ကpost ပြန်တင်လာတယ်အဲ့ဒါတော့လုံးဝသိချသွားပြီပေါ့နော်သူ့ဘက်ကလည်း confirm လုပ်တဲ့ပုံစံမျိုးထင်ပါတယ်အခုနောက်ဆုံးပွဲထိုးဖို့အတွက်လေ့ကျင့်ပြင်ဆင်နေပြီဖြစ်ပါတယ်တဲ့ပြီးတော့မှ1 championship ကနေဖုန်းခေါ်ဆိုလာမယ့်အချိန်ကိုပဲစောင့်နေတော့တာဖြစ်ပါတယ်ဆိုပြီးတော့သူ့ဘက်ကpost တင်လာပါတယ်အဲ့တော့ကျွန်တော်ထင်တာတော့သူ့ဘက်ကလည်းတေဒီရှာကိုဆုံးဖြတ်ပြီးတော့ပြီထင်ပါတယ်အဲ့ဒါကြောင့်ပဲဒီ post ကိုတင်တယ်လို့ကျွန်တော်လည်းနားလဲရတာပေါ့နော်အဲ့တော့ကိုအောင်လာရဲ့ပွဲနောက်ဆုံးပွဲကတော့ဘယ်နှစ်ကျင်းပသွားမလဲဆိုတော့ကျွန်တော်တော့မပြောတတ်ဘူး1 championship ကနေတရားဝင်ပေါ့နော်အဲ့ဒါတရားဝင်ပြန်လေကြီးညာသွားမှာဖြစ်ပါတယ်အဲ့တော့ကိုအောင်လာက MMA လောကကို2005ခုနှစ်မှာစတင်ဝင်ရောက်လာတာဖြစ်ပါတယ်အခုဆိုရင်နှစ်ပေါင်း20ပြည့်သွားပါပြီအဲ့တော့နားတင်ပါပြီเนาะအသက်ကလည်းအခုနောက်လဆိုရင်နောက်လ21ရက်နေ့ဆိုရင်ကိုအောင်လာရဲ့အသက်က40ပြည့်ပါတော့မယ်အဲ့တော့ကျွန်တော်တို့မြန်မာပရိသတ်တွေကတော့နောက်ဆိုရင်ကိုအောင်လာပွဲကတော့ကြည့်ရှုရတော့မှာမဟုတ်ပါဘူးအခုနောက်ဆုံးပွဲပေါ့နော်နောက်ဆုံးပွဲပဲကျွန်တော်တို့ကြည့်ရတော့မှာဖြစ်ပါတယ်ကျွန်တော်ဖြစ်စေချင်တာတော့ဒီပွဲကိုဘန်ကောက်မှာဖြစ်ပေါ့နော်မြန်မာပရိသတ်များတဲ့နေရာမှာဖြစ်စေချင်တာပါဒါပေမဲ့မပြောတတ်ဘူးအဲ့ဒါ1 championship ဘက်ကနေဘယ်လိုမျိုးစီစဉ်ပေးမလဲဆိုတော့ကျွန်တော်တော့မပြောတတ်ပါဘူးစိတ်တော့မကောင်းဘူးပေါ့နော်ဒါပေမဲ့ကိုအောင်လာလိုမျိုးရိုးသားစူးစားတဲ့လူတစ်ယောက်အတွက်ကတော့နီးပြဘဝမှာလည်းအောင်မြင်မှုရမှာတော့သိချပါပဲလက်ရှိအချိန်လည်းသူနီးပြတယ်လုပ်တယ်ပေါ့နော်အရင်တစ်ပတ်လည်းပြောပြီးသွားပြီသူ့ရဲ့ပေါ်လာရင်2ယောက်သူကြီးကျယ်ပေးတဲ့ဖိုက်တာကြီး2ယောက်ပေါ့နော်2ယောက်စလုံးကအလေးထိုးနဲ့တိုင်ပွဲရဲနဲ့အနိုင်ရခဲ့ကြတာဖြစ်ပါတယ်အဲ့တော့ကိုအောင်လာလည်းဒီနီးပြစွမ်းရည်လည်းတော်တော်လေးကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကပါလဲဆိုရင်သူကအနားယူသွားပြီဆိုပေမဲ့ဒီတေးဟုတ်ပြပွဲပေါ့နော် exhibition match တွေတော့ထိုးလို့ရပါသေးတယ် professional ဘွားကတော့အနားယူပြီးသွားပြီဒါပေမဲ့တကယ်လို့အစိမ်းခေါ်လာနေလို့ရှိရင်ပွဲကြီးပွဲကောင်းတစ်ခုခုရှိပေါ့နော်အဲ့လိုမျိုးဆိုရင်တော့သူကလည်းဒီ professional ပုံစံမျိုးမဟုတ်ဘဲနဲ့တေးဟုတ်ပြပွဲနဲ့အပွဲတွေထိုးလို့ရပါသေးတယ်ပတ်စံရှာလို့ရသေးတာပေါ့နော်အတီးကပြောချင်တာအဲ့တော့အဲ့ဒါလေးမျောလင်းလို့ရပါသေးတယ်တကယ်လို့ MMA ပွဲမဟုတ်ရင်တောင်မှ kick boxing ပွဲပေါ့နော်သူစိတ်ဝင်စားခင်ပေါ့ kick boxing ပွဲတော့မွေထိုင်းပွဲတော့တေးပြပွဲတွေတော့ထိုးလာနိုင်ပါတယ်အဲ့ဒါတော့သူ့အပေါ်ပဲမူတည်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာပရိသတ်တွေကိုအောင်လာရဲ့နောက်ဆုံးပွဲကိုအတူတကွစောင့်မျှော်ကြည့်ရှုတော့ကြရအောင်ဗျာဟုတ်ပြီအဲ့တော့နောက်တစ်ခုကပါလဲဆိုရင်ဒီနေ့ပဲကြေညာလိုက်တာပေါ့နော်အဲ့ဒါကပါလဲဆိုရင် welterweight တန်းရဲ့ချန်ပီယံဟောင်းကာဒက်စတန်ပြန်လာပြီဆိုတဲ့အကြောင်းပါသူကတော့အားလုံးသိတယ် welterweight တန်းမှာတော့သူကဘယင်ပဲသူ့ကိုရှင်းနိုင်တဲ့လူရှားတယ်ပေါ့နော်ပြီးတော့မှသူကလည်းကိုအောင်လာတို့လိုမျိုးပေါ့နော်ဒီ1 championship ကိုလုံးဝလူတိမြောက်အောင်တွန်းပို့ခဲ့တဲ့ fighter တယောက်လဲသူလည်းအပါဝင်ပေါ့နော်အဲ့ဒီထဲမှာသူလည်းတယောက်အပါဝင်ဖြစ်ပါတယ်အဲ့တော့ဝိုင်းရင် fighter ကြီးတယောက်ဖြစ်နေပါပြီသူ့ရဲ့ပွဲကတော့ကြာပြီကျွန်တော်တို့မကြည့်ရတာ2နှစ်လောက်ရှိပြီသူဘက်ကဖြည့်ရှင်းချက်ကတော့ဒီစာချုပ်ကိစ္စပေါ့နော်အကြီးကစာချုပ်ကိစ္စမရသေးဘူးစာချုပ်ညှိနှိုင်းနေတယ်ဆိုတော့သူပြောပြထားတာဖြစ်ပါတယ်ဒါပေမဲ့အခုတော့အဆင်ပြေတော့ဖြစ်တဲ့အကြောင်းဒီနေ့တော့1 championship ကနေ
သွေးဆိုင်ကိုပေါ့နော်သွေးဆိုင်လာအောင်မဲ့မေလ3ရက်နေ့ထိုးတက်မဲ့သွေးဆိုင်ပွဲစဉ်ကြီးထဲမှာသူ့ကိုထည့်တွင်းထားတာဖြစ်ပါတယ်သူ့ရဲ့ပြိုင်ပွဲကတော့ AC လို့ခေါ်ပါတယ်နော်အဲ့ဒီ fighter နဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်အဲ့တော့တချို့ပရိသတ်တွေမေးတော့မေးနေပြီတဲ့ကန်တက်စတန်ရဲ့ပွဲပေါ့နော်တကယ်ကိုကောင်းတဲ့ fighter Christian Lee နဲ့အကျိတ်နဲ့ရှင်ပြိုင်ခဲ့တဲ့ fighter အဲ့တော့ welterweight တန်းရဲ့ champion ဟောင်းပြန်လာပြီဆိုတဲ့အကြောင်းကျွန်တော်အဲ့ဒါလေးဒီနေ့တွေ့ရှိလို့ပေါ့နော်ညီကိုတွေကိုပြန်လည်မျှဝေတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့မေလ3ရက်နေ့မှာကသူတို့ကျင်ညာထားတဲ့ထဲမှာတော့ဒီခေရိုတိုလိုရဲ့ BJ ပွဲစဉ်ပါမယ်ပြီးတော့မှကောင်တိုရနီပေါ့နော်ကောင်တိုရနီရဲ့နောင်အိုဟုတ်တယ်ကောင်တိုရနီနဲ့နောင်အိုရဲ့ဒီ rematch ပွဲပေါ့နော်အရင်ပွဲတုန်းကတိတ်အရင်ကြီးအပြတ်တက်ပုံစံမျိုးမဟုတ်ဘဲနဲ့အမှတ်နဲ့တွားတဲ့ပွဲဆိုတော့လေပထမပွဲမှာတော့ကောင်တိုရီနိုင်တယ်အဲ့တော့နောင်အိုနဲ့မကြေပွဲပေါ့နော်နောင်အိုဘယ်လိုမျိုးပြန်လဲကလေးစားချေသွားမလဲဘယ်လိုမျိုးတုံ့ပြန်သွားမလဲဆိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီပွဲကတော့အရင်ပွဲအတိုင်းပဲ flyweight တိုင်းမှာထိုးတက်ကြမှာဖြစ်ပါတယ်အဲ့ဒါတော့ခေါင်းပွဲပေါ့နော်ဟုတ်ပြီအဲ့ဒါတော့ကောင်ပွဲအကြောင်းပေါ့နော်အဲ့တော့ဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့စောင့်မျှော်နေတဲ့ Bronica ရဲ့ပွဲ Bronica ကတော့ပွဲနီးနေပြီလို့ကြေညာထားတယ်ကျွန်တော်တို့အားလုံးလည်းသိပြီးသားဖြစ်ပါတယ်ဒါပေမဲ့ဘယ်တော့လဲဘယ်ချိန်ထိုးမလဲဆိုတော့ One Championship ကနေတရေကိုကြေညာတာတော့မရှိဘူး Bronica တော့သိနေလောက်ပြီအဲ့တော့ခါတိုင်းတူထိုးတာကပထမတစ်ချိန်တူထိုးတာ One Friday Fight ပေါ့နော် One Friday Fight ကဒီတောက်ကြညတိုင်းမှာထိုးတတ်တဲ့ပွဲပြီးတော့မှ bonus ရခဲ့ရင်သူကဘတ်3သိန်းခွဲလောက်ပဲရတယ်ဗျာအဲ့တော့ဒီခေါက်တကယ်လို့သူကဒီ159ပွဲစဉ်ပေါ့နော်ဒီမေလ3ရက်နေ့ထဲမှာပါဝင်ခဲ့မယ်ဆိုရင် bonus ကလည်းတကယ်ကိုများတဲ့ပွဲစဉ်ဖြစ်ပါတယ်ကျွန်တော်ပုံမှန်ကြည့်နေကြပွဲမှာဆိုရင်လည်းဒီဒေါ်လာ9000ပေါ့နော်အရန်ကောင်းတယ်ဆိုရင်သူကနှစ်ဆပြန်ပေးတာပေါ့ဒေါ်လာ3သိန်းတိ bonus ချီးမြှင့်တာဖြစ်ပါတယ်အဲ့တော့တဲ့မလားအဲ့တော့လေးကိုဒေါ်လာ3သိန်းဆိုရင်တော့သိန်း4000ကျော်ကွာအဲ့လိုမျိုးဒေါ်လာ9000ဆိုတော့သိန်း2000ကျော်လောက်ရတယ်ပြီအဲ့တော့တော်လေးကိုများတယ်ကျွန်တော်တို့ဖြစ်စေချင်တယ်အဲ့လိုမျိုး159ပွဲစဉ်တွေမှာ Bronica ကိုလည်းပွဲရစေချင်တယ်ဗျအဲ့တော့ကျွန်တော်ရဲ့စံတာပေါ့နော်ဒါပေမဲ့အခု1 championship ကတော့ဒီအတိအကျကျင်းညာထားတာတော့မတွေ့ရသေးဘူးဒါပေမဲ့ Bronica ကလည်းပွဲလာတော့မယ်ဆိုပြီးတော့ပေါ့နော်ဒီပွဲနီးနေပြီဖြစ်ကြောင်းပရိသတ်တွေကိုတော့ဒီအချက်ပြနေတဲ့ဟာတော့တွေ့ရပါတယ်တကယ်လို့ဒါဒီ159မှာပါဝင်ခဲ့မယ်ဆိုရင်တော့ပြိုင်ဘက်ကလည်းတကယ်ထိတ်တန်း fighter တွေပေါ့နော်အဲ့လိုမျိုး fighter တွေနဲ့တွေ့ရမှာဖြစ်ပါတယ်အရင်လာတော့ပေါ့နော်အရင်လာတော့ကျွန်တော်ခံမှန်းထားတာတော့ဒီ super girl ပေါ့နော် super girl ကလည်းဘာလို့ဆိုရင်သူလည်းပွဲလာတော့မယ်ဆိုပြီးတော့ကြေညာထားတာဖြစ်ပါတယ်ဒါပေမဲ့တေတော့မသေးချသေးဘူးတကယ်လို့159ပွဲစဉ်မှာ Bronica ပွဲရခဲ့မယ်ဆိုရင်အခုလိုမျိုးထိတ်တန်း fighter တွေနဲ့ပဲတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ bonus ရဖို့လဲ bonus လည်းများတော့များတယ်ဒါပေမဲ့ရဖို့မလွယ်ဘူးပေါ့နော်အနိုင်ရဖို့လည်းမလွယ်ဘူးတကယ်ကိုစူးစမ်းရမယ်တကယ်ကိုပြင်ဆင်ရမယ်ပွဲစဉ်ကြီးဖြစ်လာနိုင်ပါတယ်အဲ့တော့လာမယ့်မေလ3ရက်ကိုတစ်ချက်စောင့်ကြည့်ရအောင်ပေါ့နော် One Championship ကတော့အသိမကြခင်တော့ကြေညာတော့မယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တော့159ပွဲစဉ်မှာထိုးစေချင်ပါတယ်အဲ့တော့အခြေအနေပဲစောင့်ကြည့်တော့မှာဖြစ်ပါတယ်အဲ့ဒါတော့ဒီ159ပွဲစဉ်ရဲ့အကြောင်းပေါ့နော်ဒီဘရင်ကြီးကာဒက်စတန်နဲ့AC ရဲ့ပွဲအကြောင်းကိုပြောရင်ပေါ့နော် Bronica ရဲ့ပွဲကိုကျွန်တော်ပြောပြပေးတော့တာဖြစ်ပါတယ်ကဲညီကိုမင်္ဂလာပါဗျာနောက်တစ်ခုကပါလဲဆိုရင်ကျွန်တော်နောက်တစ်ခုထပ်ပြောမယ်နော်အဲ့ဒါပါလဲဆိုရင်ဒေဝရဲ့ပြင်ဘက်မော်တယ်စာဒေဝကကြေညာထားပြီဒီနှစ်အတွင်းမှာပွဲနှစ်ပွဲအထိထိုးဖို့ရှိတယ်သူ့ကိုစိန်ခေါ်ထားလို့2ယောက်ရှိတယ်ပထမတစ်ယောက်ကဒီကျွန်တော် Lewis fighter Raman ပြီးတော့နောက်တစ်ယောက်ကတော့အခု Iran fighter ခွန်ခမာမြန်မာလက်ဆွမ်းပြနေတဲ့ပြင်ဘက်ကင်းနေတဲ့ Iran fighter မော်တယ်စာသူအနိုင်ယူခဲ့တဲ့ပွဲစဉ်လည်းမနေတော့ဘူးဗျာလက်ရှိမှာလည်းသူ Max promotion ပေါ့နော်အဲ့လိုမျိုး Max ခွန်ခမာ promotion ရဲ့ champion တစ်ယောက်ဖြစ်နေပါတယ်61 kg 61 kg မှာ80နှစ်လာမနေဘူးเนาะအဲ့လိုမျိုးကျွန်တော်တခြားပြန်ကြည့်ရမယ်သူရဲ့ weight တန်းပေါ့နော်အဲ့တော့သူကလွန်ခဲ့တဲ့ပတ်မှာလဲဒီ India fighter India Titan fighter ကိုအနိုင်ယူခဲ့ပြီးတိုင်ပွဲရက်နဲ့ကိုအနိုင်ရတာဖြစ်ပါတယ်India fighter လည်းလုံးဝအရှုံးမပေးဘူးနဲ့သူ့ကိုထိုးတယ်တောင်းမဲ့ Nordiza ရဲ့
ပြင်းတဲ့လက်တီထိုးချက်တွေချဲကန်ချက်တွေပြီးရင်ဒီတတောင်ရိုက်ချက်တွေနဲ့လုံးဝအဆုံးသတ်လိုက်တာဖြစ်ပါတယ်အဲ့တော့မော်ဒေစာတေချာနေပြီပါလဲဆိုရင်ဒေဝအတွက်ပြန်ဘက်ကောင်းတယောက်ဆိုတော့လုံးဝကိုတေချာနေပါပြီသူ့ပွဲကိုကြည်နေကြလူတွေတော့တိမှာပါဒေဝတောင်မှသိမသေးချာတဲ့အခြေအနေပေါ့နော်အဲ့ဒါတော့ကျွန်တော်မသေးချာဘူးဆိုတာကလည်းလက်ရည်ညီတယ်ပေါ့ဗျာနည်းနည်းဒေဝထက်တောင်မှပို့ပြီးတော့ဒီလက်တီထိုးချက်ကတော်တော်လေးကိုပြင်းတဲ့အတွက်ကျွန်တော်ကတော့နည်းနည်းစိုးရိမ်မိတာပေါ့နော်အဲ့တော့ဒေဝတောင်မှတိတ်မလွယ်ကူတော့ဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့မော်ဒေစာရဲ့ဆွမ်းဆောင်ရည်ကိုမကြည့်ရသေးတဲ့ညီကိုတွေကတော့ဒီ YouTube မှာကြည့်လို့ရပါတယ်နော်ဒီ Aerial Fighter Model စာပေါ့တကယ်ကိုလက်တီထိုးချက်တကယ်ကိုပြင်းတာပါပြီးရင်ဒီတတောင်ရိုက်ချက်လည်းတော်တော်ကောင်းပါတယ်အဲ့တော့ဒေဝနဲ့ပွဲဖြစ်ခဲ့မယ်ဆိုရင်တော့အခုတို့ထိုးတက်နေကြပုံစံဒီလက်အိတ်အကြီးနေတော့မဖြစ်တော့ဘူးဗျဒီလက်အိတ်ပလာနဲ့ဖြစ်သွားမယ်ဒါပေမဲ့လက်ဝဲတော့မဟုတ်ဘူးဘောနော်ခွန်ခမာစီးမင်းနဲ့ပဲဖြစ်လာနိုင်ချေရှိပါတယ်ဘာဆိုရင်ဒီပွဲကကမ်ဘောဒီးယားမှာကျင်းပမဲ့ပွဲဖြစ်တယ်ပြီးတော့မှဒီ promoter တွေကလည်းခွန်ခမာတွေဆိုတော့လေလက်ဝဲပွဲကိုတော့တို့ promote လုပ်ပေးမှာတော့မဟုတ်တာသိကြတယ်အဲ့တော့ဒီပွဲစဉ်ကလည်းဒီခွန်ခမာပွဲစဉ်ပဲဖြစ်လာနိုင်ပါတယ်ဒေဝအတွက်ပြန်ဘက်ကောင်းတယောက်ဆိုတာလုံးဝအမှန်အကန်ပါပဲဗျလုံးဝညှင်းလို့မရပါဘူးပြန်ဘက်ကောင်းဆိုတာလုံးဝသိချပါပြီအဲ့တော့မကြည့်ရသေးတဲ့ညီကိုတွေသူ့ပွဲအကြောင်းမကြည့်ရသေးတဲ့ညီကိုတွေလည်း YouTube မှာ model စာဆိုပြီးတော့ရိုက်ရှာပြီးတော့ကြည့်လို့ရပါတယ်နော်သူ့ပွဲတွေအများကြီးရှိပါတယ်ကျွန်တော်ကြည့်တဲ့လောက်တောင်မှတို့ဟိုလောက်ရှိပြီဗျ၄ပွဲ၅ပွဲလောက်ရှိပြီဗျတကယ်ကိုပြန်ဘက်ကောင်း fighter တွေကိုတို့အလေးထိုးတယ်တိုင်ပွဲရနဲ့အမှောက်သိမ်းထားတဲ့ပုံစံမျိုးပေါ့နော်ဒီခွန်ကမော် fighter တယောက်ပေါ့နော်သူတို့ data ခံတယောက်ပေါ့အဲ့ဒီ fighter ဆိုရင်လုံးဝအမေးလေးသွားတယ်ဒီကွင်းပြင်မှာပေါ့နော်ကွင်းပြင်လုံးဝဆွဲသူ့ကိုဆွဲခေါ်ပြီးတော့ဒီသူတို့ရဲ့ဒီအားကစားယုံမှာပဲအားကစားယုံမှာပဲဆရာဝန်ရှိအဲ့မှာပဲခွဲစိတ်မှုတွေလုံးလိုက်ရတဲ့အခြေအနေအဲ့လောက်ထိကိုစိုးသွားပါတယ်အဲ့ဒီခွန်ကမော် fighter ဆိုရင်လေအဲ့တော့မော်တေစာနဲ့တွေ့ရင်တော့တကယ်ကိုမလွယ်ဘူးပါဘူးတတိယချာကိုပြင်ဆင်ထားမှကိုရမှာပါတော့ဒေဝနဲ့တော့တိတ်မကြခင်တွေ့ရတော့မှာဖြစ်ပါတယ်ဒီနှစ်အတွင်းဆိုတော့နှစ်ပွဲရှိတယ်ပထမပွဲကတော့ဂျွန်လိုင်လောက်ဖြစ်နိုင်တယ်နောက်တစ်ပွဲကတော့နှစ်ကုန်ပိုင်းလောက်ပေါ့နော်ဒါပေမဲ့မပြောတတ်ဘူးပဲချိန်လောက်လာမယ်ဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒါတော့ဒေဝနဲ့မော်တေစာရဲ့အကြောင်းဖြစ်ပါတယ်โอเคနောက်တစ်ခုပြောမယ်ဗျာအချိန်နည်းနည်းရသေးတယ်အဲ့ဒါကဘာအကြောင်းလဲဆိုရင်ကိုဖြိုးဝေပေါ့နော်ကိုဖြိုးဝေမနေညတင်လာတဲ့ဟာပေါ့ဒီဟာလေးပေါ့နော်အဲ့တော့ပတ်စံကြောင်းသူနဲ့လက်မသွဲပေါ့နော်လက်သွဲဖြုတ်သွားတဲ့ပုံစံမျိုးပြောသွားပါတယ်အရင်တော့တီးပါတယ်ဒီလိုမျိုးဖြစ်လာမယ်ဆိုတော့ကျွန်တော်တီးထားပြီးတာပေါ့နော်ဘာလို့ဆိုရင်သူလည်းမလွယ်ဘူးလေနော်အရင်ကတည်းကလက်ဝဲထိုးတာလည်းမလွယ်တာတော့အမှန်ပါပဲဒါပေမဲ့ဒီချိတ်ဆက်ရတဲ့တူတွေလည်းကောင်းစားတယ်ဗျပြောမှဆိုရင်ဒီ promotion ကြီးတွေရဲ့ယုံကြည်မှုတွေယူရတယ်ပြီးတော့လူကြီးတွေနဲ့အချိတ်ဆက်လုပ်ရတယ်အဲ့လိုမျိုးပေါ့နော်ကောင်းစားရတယ်ဗျအဲ့တော့သူ့ဘက်ကလည်းအရန်ကိုဒီကျွန်တော်တို့မြန်မာ fighter တွေရအောင်ဆိုပြီးတော့ပွဲရအောင်ဆိုပြီးတော့အရန်ကိုစူးစမ်းထားရတဲ့အဆင့်မှာရှိပါတယ်အဲ့တော့တက်စင်ဘက်ကလည်းတူနာမည်တော့မရေးထားဘူးเนาะဒါပေမဲ့ကျွန်တော်တို့အားလုံးတော့သိမှာပါနာမည်တော့ဖော်ပြတာတော့မရှိပါဘူးဒါပေမဲ့ဘာလို့လမ်းခွဲသွားလဲဆိုတဲ့အခါပေါ့နော်အဲ့ဒီအချက်ကတော့သူတို့ကိုယ်တိုင်ပဲသိမှာပါဘယ်လိုမျိုးအခြေအနေရှိလဲဆိုတော့သူတို့ကိုယ်တိုင်ပဲသိမှာပါပြောချင်တာတခုကတော့ကျွန်တော်တို့ break that ဒီကကိုဖြိုးဝေရဲ့ page ကိုပေါ့နော်ကိုဖြိုးဝေရဲ့ page ကိုအရင်ကြီးတွားပြီးပလိန်တာတွေအဲ့လိုမျိုးတွေတွေ့နေရတယ်ပေါ့နော်အဲ့လိုမျိုးတော့မလုပ်စေချင်ဘူးဘာလို့ဆိုရင်ဒီလိုမျိုးကိစ္စကနိုင်ငံတကာသွားတဲ့ fighter တွေတိုင်းအဖွဲ့အစည်းတိုင်းမှာဖြစ်တာရှိပါတယ်စာချုပ်ကိစ္စတတိချာကိုလှုပ်ထားရင်တောင်မှပဲဒါမျိုးကိစ္စတွေကပေါ်လာနိုင်ပါတယ်အဲ့တော့ပြောချင်တာကတော့ပုံမှန်ပေါ့နော်ပုံမှန်အနေထားမှာပဲဒါပေမဲ့သူတို့နစ်နာသွားတဲ့ပုံစံတော့အများကြီးရှိပါပါဗျာအဲ့တော့ကြောင့်လည်းသူ့ဘက်ကလည်းပေါက်ကွဲတာတယ်အဲ့လိုမျိုးတော့ရှိတယ်လို့ကျွန်တော်တော့မြင်ပါတယ်နစ်နာတယ်ဆိုတာကတော့သူကဘယ်လိုမျိုးစတင်ခဲ့တယ်ဘယ်လိုမျိုးချိတ်ဆက်ပေးခဲ့တယ်တကယ်တမ်းအချိန်ကြီးကောင်းလာတဲ့အချိန်မှာတော့သူ့ကိုသူနဲ့လက်မသွဲဖြစ်တော့ဘူးဆိုတော့
အနေထားမှာပေါ့နော်အဲ့တော့သူစူးစမ်းခဲ့တဲ့ဟာသူစိုက်ခဲ့တဲ့အပင်ကတကယ်တမ်းအသီးသီးလာမဲ့အချိန်တော့ပုံစံတစ်မျိုးဖြစ်သွားတယ်ဆိုတော့လေသူ့ဘက်ကလည်းပြောချင်ပါပဲလေနော်အဲ့လိုမျိုးတော့ရှိပါပဲဒါပေမဲ့ဟိုဘက်ကစားသမားဘက်ကပြန်ကြည့်မယ်ဆိုရင်လေသူတို့ဘက်ကလည်းခံစားချက်မျိုးစုံတော့ရှိမှာပေါ့နော်မျှတတာတွေမမျှတတာတွေပေါ့နော်အဲ့လိုမျိုးစုံရှိနိုင်ပါတယ်အဲ့တော့ဖြစ်စေချင်တော့အေးအေးဆေးဆေးနေပဲဖြစ်စေချင်တယ်အဓိကတော့ပရိသတ်တွေပါအဓိကတော့ကျွန်တော်ထပ်တောင်းဆိုချင်တာပေါ့နော်ပရိသတ်တွေကဒီအကြောင်းစုံကိုမသိဘူးသူတို့ရဲ့ပုံစံဘယ်လိုသွားနေလဲဆိုတာကိုဟိုဘက်ချမ်းဒီဘက်ချမ်းပေါ့နော်ခံစားချက်တွေမျိုးစုံရှိနိုင်တယ်အဲ့ဒါကိုတတိချာလေးနားမလဲပဲနဲ့ဟိုလူမန်နဲ့ဒီလူမန်နဲ့ဆိုပြီးတော့တွားပြီးတော့ comment တာတွေတွားပြီးတော့ play တာတွေမလုပ်ကြပါနဲ့တော့ကျွန်တော်ကြားရရတယ်ပေါ့နော်ကျွန်တော်လည်းတောင်းဆိုချင်ပါတယ်ပရိသတ်တွေကိုအဲ့တော့ဒီပြဿနာကဒီတိုင်းပဲပြီးတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဘာလို့ဆိုရင်နောက်လာမဲ့မျိုးဆက်တစ်လူငယ်တွေအများကြီးရှိပါသေးတယ်ကျွန်တော်တို့အခုမှစတာပေါ့တမလားထူးခြေတော်မှာတလားကောတလား bonus ရမှာသိန်း4-500အဲ့လိုပဲရအောင်နော်တလားတခြားအောင်မြင်နေတဲ့ရောထားနေဆိုကြည့်ပါလားတပွဲထုံးရသိန်း2000အဲ့လိုမျိုးလာတာပါတော့လားအဲ့တော့ကျွန်တော်တို့ဒီအတိုင်းဝိုင်းကျွန်တော်တို့မြန်မာ fighter တွေကအခုမှစတင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ကြီးမားမားဒီထက်ပိုပြီးတော့မဖြစ်စေချင်ဘူးအဲ့ဒါလည်းပေအပေါ်မှာမူတည်တယ်ဆိုတော့ပရိသတ်တွေအပေါ်မှာမူတည်ပါတယ်ပရိသတ်တွေကတိချာကိုကြည့်ပြီးတော့ comment တွေရေးစေချင်တယ်ဟိုလူမှန်နဲ့ဒီလူမှန်နဲ့ဆိုပြီးပလိန်တာတွေမလုပ်စေချင်ပါဘူးเนาะအဲ့ဒါတော့ကျွန်တော်ရဲ့ World Cup နိုင်ရဲ့အမြင်ကိုညီကိုတွေကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်တချို့ဟာလည်းဆူဝါ comment တွေတွားပြီးတော့ရေးနေကြတဲ့လူတွေရှိတော့ပါเนาะ Okay အဲ့တော့ဒီနေ့ကတလောက်ပါဗျာနောက်နေ့မှာပဲပြန်ဆောင်ပါဗျာကျွန်တော်ဒီဗီဒီယိုတွေပြန်နေပြီးတော့ဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်